ဂျိုရုဆက်သွေးနဲ့စတာလင်တို့ကဲမနေ့ကစပြီးတော့ FBI ကဖယ်ရှားနေပြီဟုတ်ပြီစာမွေးကြပြီမကြခင်ပြိုလဲသွားမှာပါနော်ကဲစကားမကြီးငိုပွဲစင်မှုပြင်ထားကြားပြန့်တဲ့အတူတူတော်လန်ပြည်သူများအားလုံးအတွက်တော်လန်အားသေးအစီအစဉ်နိုင်ငံရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်စီးရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်ဒီအချိန်မှာကျွန်တော်တို့နောက်ဆုတ်လို့မရဘူးပြော့ညံ့လို့မရဘူးအားယုံနေလို့မရဘူးဒါကြောင့်တော်လန်အားသေးအစီအစဉ်ကိုကြည့်ရှုခံစားရင်အားတွေယူရရင်အာနာရှင်ကိုကျွန်တော်တို့ဆက်လက်တော်လန်သွားကြမယ်ဒီနေ့16ရက်4လ2026ရက်ဒေါ်လာအားသေးအစီအစဉ်ကနေဒေါ်လာမိဘပြည်သူများအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာဟိုဘလူလက်ချောင်းကြည့်နေပါမယ်လေခဏပြန်ဝင်နေအဲ့လိုမပါမှစိုးလို့အဲ့တော့ဒီနေ့ဒေါ်လာအားသေးအစီအစဉ်ကိုဆက်မယ်ဆိုရင်တော့ဒီလိုဗျရှေးလူကြီးတွေပြောခဲ့တဲ့စကားတော်တော်များများမှန်တယ်နော်ဘသူအတွက်ကိုရည်ရွယ်ပြီးအဲ့လိုထားခဲ့လဲတော့မသိဘူးပေါ့နော်ဘယ်စကားလေးလဲဆိုရင်ဒီတန်ငါနာနီးတန်ငါမုတ်ဆိုးနာနီးမုတ်ဆိုးနော်ဟောပါမယ်လို့ပြောနေတယ်မထပ်ပြီးထုတ်ပေးမယ်ခဏထဲပြောင်းဝင်နေဟာပြဿနာနော်တန်ငါနာနီးတန်ငါမုတ်ဆိုးနာနီးမုတ်ဆိုးဆိုတဲ့စကားဘသူကိုပြောလဲဆိုဒီခေတ်နဲ့တွက်ကြည့်မယ်ဆိုရင်တော့မဟာလာနဲ့အဖွဲကိုပြောတာဖြစ်မယ်ဟုတ်ဘာလို့လဲဆိုရင်ဒီဓမြဗျာဒီတံမယာသီးနော်ဓမြကြီးကဒီတံမယာသီးလှုပ်လိုက်တော့ကဲနောက်လိုက်တွေကဘာလဲတာခိုးတွေဖြစ်ကုန်နော်တာခိုးတွေဟုတ်တယ်လက်တွေ့ပြောပြမယ်နော်ဒီ AR တိုင်းမှာဟာလာမြေတွေလိုက်သိမ်းပြီးတော့လက်စားတဲ့နေရာမှာနာမည်ကြီးတဲ့ဒီကျွန်တော်တို့ထွေအုပ်ဒုညွန့်ချုပ်ဟောင်းကဲအခုမဟာလာဘာလို့လဲ AR တိုင်းရဲ့ဝန်ကြီးချုပ်ခန့်လိုက်တယ်ဟာသူကဟောအဲ့လိုဒါကြောင့်တန်ငါနာနီးတန်ငါမုတ်ဆိုးနာနီးမုတ်ဆိုးဟုတ်တော့ဟုတ်ပါတယ်ဘာလို့ဆိုဆရာဓမြဗျာနော်ပါပြီနော်ဆရာဓမြကဲတပည့်တွေကဘာလဲတာခိုးတွေဟောဒီတော့လိုက်ဖက်နေမှုကြီးလို့ပြောခြင်းတယ်အဲ့လိုပြောရင်လည်းပြောမယ်ဟဲ့ပေါ့စီမင်းတက်တီပြဟုတ်ပြီအဲ့ဆိုကျွန်တော်တက်တီတယ်တကွာပြမယ်ဘာလို့တာခိုးလို့ပြောလဲဆိုရင်ကဲရော့ဒီမှာတကွက်ရှိုးလိုက်ကဲတေချာကြည့်ပါဒါငလင်တော့ကကိုရီးယားလူတဲ့စံနေငလင်ဘေးတင်းတဲ့လူတွေအတွက်လူတဲ့စံကဲအခုတော့နေပြီးတော့ဈေးထဲမှာချရောင်းနေအဲ့ဒါပဲကြည်ဒါကြောင့်တာခိုးတယ်လို့ပြောတာပေါ့နော်တန်ငါနာလေးတန်ငါမုံစုံနာလေးမုံစုံဒီတော့သူများလူတဲ့စံကိုခိုးရောင်းရင်နောက်ဘဝဘာဖြစ်မလဲစံပိုးကောင်ဖြစ်မယ်နော်သူများလူတဲ့စံတွေခိုးရောင်းရင်နောက်ဘဝနော်တံမြာသည်စံပိုးကောင်ဖြစ်မယ်နော်နောက်တစ်ခုရှိတယ်စားစရာတွေခိုးရင်ပိတ်တာဖြစ်မယ်နော်ဒီပုံစံပေါ့စားစရာတွေခိုးရင်ဘာဖြစ်လဲပိတ်တာဖြစ်မယ်ထပ်ပြောလိုက်မယ်ပတ်စံခိုးရင်ဘာဖြစ်လဲငရဲပြည်မှာတန်ရီဘူးတောက်အောင်မယ်ဟောဒီဘဝမှာအဲ့လိုအလုပ်တွေကြက်ကြက်လို့နောက်တစ်ခုရှိတယ်ခုနဝင်းကြီးချုပ်လိုဟာမျိုးပေါ့နော်မြေခိုးရင်ဘာဖြစ်လဲမြေခိုးရင်လူပြန်မဖြစ်ဘူးနော်တီကောင်ဖြစ်မှာနော်မြေကြီးစားဟမှာမြေခိုးရင်တီကောင်ဖြစ်မှာအဲ့လိုလှုပ်ချင်လိုက်တဲ့လူကြီးနော်ဘာမှလည်းမတက်ဘူးဟာလားလူကြီးကလှုပ်ချင်တယ်ဟာလားတိုင်းပြည်ကဟိုကထုတ်ရောင်းဒီဟာလိုက်သိမ်းဟာလားပြီးတော့ပြည်သူတွေကိုပြောလိုက်တယ်ဗာလဲပြည်သူတွေအလုပ်လုပ်ကြပါဟာရှက်လည်းမရှက်ဘူးနော်ရှောက်ပြောတာအဲ့တော့အချင်းတွေကဘလို့ဖြစ်နေဆိုဒီခေတ်ကနော်တခိုးကလူဟစ်ဓမြတရားဟောလူလည်းရဲ့ကျောင်းဆရာလုပ်ကပိုင်းနိုင်ကဗန်မန်နေဂျာလုပ်နေတဲ့ခေရောက်နေတာခိုးလို့အဖွဲအဲ့လိုဖြစ်နေဒီတော့ဒီလိုလူမျိုးတွေကိုဟာလားဟိုကဗျာလေးနဲ့ပြောရမယ်ဆိုရင်ဘယ်လိုပြောရမလဲဒီလိုပြောရမယ်နော်မောင်ငယ်ဂျဘူးမောင်ငယ်ရင်သွေးမဟုတ်နော်မောင်ငယ်ဂျဘူးနာပီတေးကြော21အခါပြည်မြန်မာဝဲ2021ထားပြောတာပြည်မြန်မာဝဲနော်လာပြီအာနာဝင်လူထိုးဂျဘူးဒီနော်အာနာဝင်လူထိုးဂျဘူးဒီညားသွားစိန်ပေါင်းပြည်တော်နဲ့ခိုး၍ဟုတ်တယ်လေစိန်တွေရောကြောက်တွေရောဟာလားဗရမ ्या တွေရောကုန်ပြီနော်ညားသွားစိန်ပေါင်းပြည်တော်နဲ့ခိုး၍ကျွန်းသစ်ရေနဲ့တခုမကြံကိုနော်တရုတ်လက်သူအရှိတာကုန်ရောက်ဖောက်တော့သွားအပ်တယ်နော်နောက်ထပ်လာပဲနော်တရုတ်လက်သူအရေးချင်းသူမရှိသူတပီးနဲ့မဲလုံးတို့ဘာလို့ညာလို့ဖြစ်မှာမနော်သူတပီးနဲ့ညားစွာဝင်မောင်းတခိုးချောင်းချောင်းနေဒိုးမြန်မာပြေးဆိုတဲ့ခေကြီးဖြစ်နေပြီအဲ့လိုခေကြီးဖြစ်နေတာနော်ဒီတော့တိုင်းပြည်ကိုတကယ်တိုးတက်စေခြင်းနော်မဟာလာတို့အနေနဲ့တိုင်းပြည်ကိုတကယ်တိုးတက်စေခြင်းရှိတာမခိုးနဲ့လေရှိတာတွေထုတ်မရောင်းနဲ့အမှန်အကန်လှုပ်လို့ပေါ့နော်ဟာလားခေါင်းဆောင်ကောင်းနေလို့အမှန်အကန်လှုပ်လို့ပေါ့မီးတောင်မမှန်မပေးနိုင်ပဲတဲ့ပြည်သူတွေအလုပ်လုပ်ပါဟာဒုက္ခသူ့ဖြစ်ဘာမှအဖြစ်မရှိပဲနဲ့ပြည်သူတွေအလုပ်လုပ်ပါဘိုးကျောင်းဆန်းပြည်သူတူကိုပြောဘူးတဲ့ဘာပြောဘူးလဲမင်းတို့ဆင်းရဲနေတာတဲ့ငါမကောင်းလို့မင်းတို့ဆင်းရဲနေတာငါညံ့လို့မင်းတို့ဆင်းရဲနေတာဆိုပြီးပြောခဲ့တဲ့သမိုင်းဝင်စကားရှိတယ်ဒီတော့မေးကျင်တယ်ဘိုးကျောင်းလိုတိုင်းပြည်ကိုသူတို့ချစ်လားဘိုးချုပ်လိုပြည်သူကိုသူတို့ချစ်လားဘိုးချုပ်မပြောနဲ့ဗျာဟာလားဒီစကားမအနေနဲ့ဒီအမေစုတော်မှာသူတို့ရှင်ခွင့်မရှိဘူးနော်ရှင်ပြိုင်ခွင့်မရှိဘူးဘာကြောင့်လဲတ
ခုတော့ရှိတယ်နော်မလာတော့စကားမတစ်ခုလုံးအမေစုကိုရှင်းနေတယ်ဆိုရင်တော့တခြားမပြောဘူးနော်တကောင်စင်းတွေကအရင်ထွက်ကြည့်လိုက်ချမ်းသာမလုံးနဲ့ဟုတ်နော်တကောင်စင်းတွေကအရင်ထွက်ကြည့်လိုက်အဲ့လိုရှင်းမယ်ဆိုရင်ပြောတာဒါကြောင့်ရှင်းခွင့်မရှိဘူးလို့ပြောတာနော်ဟိုဟာထုတ်ရောက်ဒီဟာလိုက်သိအောင်နဲ့တိုင်းပြည်ကောင်းဆောင်မဟုတ်ဘူးနော်တပြတ်သည်ဒါတော့ तू ကပြောလိုက်သေးတယ်ရှေ့ကလူတွေမကောင်းလို့တိုင်းပြည်ကအဆင်မပြေဘူးတဲ့ဟာပြောရလိုက်တာဖလုံကျင်းလာဘာတွေချောက်ပြောလာရှေ့ကလူတွေကဟာလာအသုံးမကျလို့တိုင်းပြည်အဆင်မပြေဘူးတဲ့ဟာတခုပဲပြောလိုက်မယ်ရှေ့ကနော်လူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့လက်ထက်မှာလူတိုင်းသူ့အခွင့်အရေးသူရကြတယ်ဒါလိန်လို့မရဘူးနော်လူသားတိုင်းရတဲ့အခွင့်အရေးမှန်သမျှရကြတယ်တခုပဲတခိုးတွေခိုးလို့မရတာတော့မပြောတတ်ဘူးနော်ဒါကြောင့်ဖြစ်မှာပါအစင်မပြေဘူးဆိုတာသူတို့ခိုးလို့မရလို့ဖြစ်ပါပါကဲဒါကလူကောင်းဆောင်ရဲ့ခေဟုတ်ပြီ तू အုပ်ချုပ်တဲ့9နှစ်ဘာဖြစ်လဲ तू အုပ်ချုပ်တဲ့9နှစ်မှာဟာပြည်သူလူထုကည9နာရီလမ်းမထွက်ရဘူးပေါ်တာဆွဲမှာကြောက်လို့လေခဲ့ကြည့်ရောနော်အဲ့တမယာသီးတို့ရဲ့အရေးချင်းပဲနောက်တစ်ခုရှိတယ်ဘယ်နိုင်ငံမှာစစ်မဖြစ်ဘဲနဲ့ဟလာစစ်မှုထမ်းရမယ်ဆိုတဲ့အမိန့်တွေထုတ်လို့ထုတ်ကဲနောက်တစ်ခုလာပြီစီးပွားရေးနဲ့ပတ်သက်တာမှန်သမျှလေသူ့သားနဲ့သမီးရဟာလာမလုတ်ချင်လို့ပြစ်ထားတဲ့ဟာမှတခြားလူလုတ်ပိုင်ခွင့်ရှိတာလေတောင်မြတ်ပြည်သူတွေအလုတ်လုတ်ပါဒုက္ခပဲတခုပဲပြောလိုက်မယ်ကိုဗစ်ကာလမှာနော်လူလူအစိုးရလက်ထက်ကိုဗစ်ကာလမှာအိမ်တိုင်းစံစီငွေပေးနိုင်တယ်ထောက်ပံ့နိုင်တယ်နော်စင်တာတွေအများကြီးလဲစောက်ပြီးတော့နော်လူလူရဲ့ကျန်းမာရေးကိုစောင့်ရှောက်နိုင်တယ်ဒါလက်တွေ့ပဲဒါလိန်လို့မရဘူးတကဘာလုံးသိတဲ့အလုပ်ကဲသူခေတ်မှာဟာလာလူလူတွေစံစီပတ်စံတွေရဖို့စိတ်မကူးနဲ့သူ့တော်ပြန်ပေးနေရတာလေဗာလဲစစ်မှုထမ်းစီးဘုံဟာဒါမှမြတ်ပြည်သူတွေအလုတ်လုတ်ပါဟာပြောတတ်လိုက်တာနော်ဒီလိုပါဇက်မျိုးရှွတ်နဲ့ကွတ်ထားရွှေတော့မရရှွတ်မယ်ရဒီတော့မားလာအနေနဲ့ကိုယ်အနေထားကိုသိပါနော်တခါကြရင်ကိုပြောတဲ့စကားအစားကိုနဲ့တန်မတန်ဆိုတာသုံးသက်နော်သူများရေးပေးတဲ့ဒီမိကုန်းတွေဖတ်တယ်ဆိုပေမဲ့ပြောတယ်ဆိုပေမဲ့ပြန်ပြောဒါငါနဲ့အဲ့ဒါတန်လားပြန်ဖတ်ကြည့်ဒါငါပြောတင်လားပြောထိုက်လားဒါကိုစဉ်းစားရမယ်နော်ကိုနဲ့မတန်မရတွေရှောက်ပြောနော်လှုပ်ချင်လိုက်တဲ့သမရအဖြစ်ကြတော့ဘာမှမရှိဘူးနော်အဲကြောင့်ကိုယ့်အကူပြန်စဉ်းစားပါတခုပဲဥပမာပြောပြမယ်နော်အိမ်ကရှိတဲ့ပစ္စည်းကိုထုတ်ရောင်းပြီးရှင်းတန်းနေတာဟာအိမ်တော်ဦးစီးတယောက်မဟုတ်ဘူးနော်နောက်တစ်ခုတိုင်းပြည်မှာရှိတဲ့တင်ရစာတောက်ကိုထုတ်ရောင်းပြီးတော့ရှင်းတန်းနေတာဟာခေါင်းဆောင်ကောင်းမဟုတ်ဘူးဘာလဲအာခိုးအချောင်သမားဒီလိုပဲပြောချင်တယ်ဒီတော့တစ်ခုပဲရှိပါတယ်နော်အချောင်စားတဲ့အမောင်သမားတွေကိုဂျွန်းပြန်အောင်တွန်းလှန်မှုကျွန်တော်တို့စူးစမ်းနေတာပါနော်တာကြီးအဲ့ဒါသဘောပေါက်နော်ပေါက်ကွက်ရရှော့ရှော့မပြောနဲ့အဲ့လိုမျိုးပေါက်ကွက်ရရှော့ရှော့ပြောတာဒီတော့နောက်တစ်ခုပြောချင်တယ်တော်လန်ပြည်သူတွေအနေနဲ့နော်ဟိုတစ်ခုမြစ်တာရက်ခံတာပါဘာကြောင့်လဲဆိုရင်ဘသူတွေကတော့စစ်တပ်နဲ့ပေါင်းသွားပါတယ်ဆိုပြီးတော့စိတ်ထဲမကြပါနဲ့ဘာကြောင့်လဲတရုတ်ပစ္စည်းဆိုတာတစ်ခါပဲသုံးလို့ရတယ်သူအကြာကြီးမရဘူးနော်အဲ့တော့သွားပေါင်းတဲ့ကောင်တွေကဒါတရုတ်ပစ္စည်းပဲနော်သူတို့မရှိလဲကျွန်တော်တို့တော်လန်ရေးမှာအဖွဲ့အစည်းတွေအများကြီးရှိပါတယ်ဒါကျွန်တော်စိတ်ခွန်အားပေးရတော့စိတ်ထဲကြဖို့ကျွန်တော်ပြောတာမဟုတ်ဘူးသူတို့မရှိလဲတော်လန်ရေးမှာဟာလားအဖွဲ့ပေါင်းများစွာရှိတယ်ဒီအချိန်ကတရေမမှန်တဲ့ကောင်တွေကိုအမိဖမ်းတဲ့အချိန်မှာတရေမမှန်တော့ဘာဖြစ်လဲသူတို့အသေးမြန်မယ်နော်တခုပဲတမိုင်းရတစ်ချိန်ကျရင်စကားပြောမှာနောက်တစ်ခုထပ်ပြောမယ်ဒီလိုတစ္ဆာဖောက်သွားလို့ကောင်းစားမယ်ထင်လား no မထင်ပါနဲ့ဒီလိုတစ္ဆာဖောက်လို့ရဲ့သွားရလမ်းကတ္တရာလမ်းလည်းမဟုတ်ဘူးကွန်ကရစ်လမ်းလည်းမဟုတ်ဘူးစူးလမ်းတော့ရှောက်ရဲရှောက်စူးလမ်းပဲဒါကြောင့်ကျွန်တော်တို့ရှိတဲ့အားနဲ့ရှေ့ကိုဆက်လျှောက်ဖို့ဒါကျွန်တော်တို့တာဝန်တော်လန်ပြည်သူတွေရဲ့တာဝန်ပါအားလုံးပဲ fighting ပါနော်ဘယ်သူတွေကတော့ဘယ်လိုသွားပြီသွားပါစေသွားပါဒီအချိန်ကတစ်ခါသုံးဒီတရုတ်ပစ္စည်းတွေကိုအမိဖမ်းတဲ့အချိန်မှာဒါကြောင့်အေးဆေးပါအရာအားလုံးကသူ့အန်သူအဆင်ပြေသွားမှာပါဒါကြောင့်မကြခင်မှာမမှန်တာလုပ်တဲ့အရာတွေကပြိုလဲသွားမှာပါနော်ဒီချိန်ကကျွန်တော်တို့တော်လိုင်းကြီးမှာစာမွေးစစ်လိုက်တာပဲနော်ပြောနေတာတခုကတော့စကားမှတော့စာမွေးကြသွားပြီစကားမှလည်းစာမွေးကြသွားပြီခုနသွားပူပေါင်းတဲ့ဟာတွေလည်းစာမွေးကြသွားပြီဘယ်လိုစာမွေးကြသွားလဲဆိုရင် FBI ရဲ့ပထမဆုံးခြေလမ်းလို့ကဲကျွန်တော်အားစီးအနေနဲ့တင်ပြလိုက်မယ်ဗျာဘလို့ခြေလမ်းလဲလာပြီ FBI ရဲ့ပထမဆုံးခြေလမ်းအနေနဲ့နော်နယ်စပ်မှာရှိတဲ့စကားမှနဲ့ကြားပြန့်တွေရဲ့ဟလာနော်လက်ရှိသုံးနေတဲ့ဂျိုရုဆက်သွေးနဲ့စတာလင်တွေကိုကဲမနေ့ကစပြီးတော့ FBI ကဖယ်ရှားနေပြီဟုတ်ပြီစာမွေးကြပြီမကြခင်ပြိုလဲသွားမှာပါနော်ကဲစကားမှငိုပွဲစင်မှုပြင်ထားကြားပြန့်တဲ့အတူတူဒီလိုမျိုးဟာလာ FBI ကစတာလင်တွေကိုစတင်ပြီးတော့နော်ဖယ်ရှားနေတဲ့အချိန်မှာပဲနောက်ထပ်အားစီလာပြီချင်းပြည်နယ်ဒီတာလာရအဖွဲ့တွေချင်းပြည်နယ်မှာရှိတဲ့တော်လိုင်းအဖွဲ့တွေနဲ့ဆရာကြီးဒေါက်တာဇော်ဝေဆိုးတို့ချိတ်ဆက်ပြီးတော့စစ်တပ်အမြင့်ပြတ်ဖို့အတွက်ကိုစတင်ပြီးလှုပ်ဆောင်နေသလိုချင်းပြည်နယ်မှာစေတက်ကတော်တွေဖွင့်ဖို့လဲစပြီးတော့အကောင့်ထဲပေါ်နေပါပြီခင်ဗျာလေမဟုတ်ဘူးနော်ရေမဟုတ်ဘူးဒီဇိုင်းကာလာဘာညာအနေထားကိုတခြားမပြောနဲ့တမယာသီးသိတယ်
ဒါပေမဲ့ဒီကိစ္စကိုတီးသွားလို့ကဲအခုချင်းမှာရှိတဲ့သူ့ရဲ့စစ်ဗိုလ်ချုပ်တွေစားကမနဲ့ပတ်သက်တဲ့စစ်ဗိုလ်ချုပ်တွေခေါ်စုနေပြီနော်ကဲစုရင်တော့လက်ဖက်ချောက်တာခတ်လိုက်တော့နော်လက်ဖက်ချောက်ခတ်လိုက်ဒီတော့လက်ဖက်ချောက်ခတ်လဲအပူပဲစုလဲအပူပဲဘာကြောင့်လဲသူအာနာယူလို့နော်ဒီစားကမနဲ့မအလာအာနာယူလို့တိုင်းပြည်ကလူငယ်9သိန်းလောက်နိုင်ငံဆွတ်ခွာသွားကြတာလေနော်သူအာနာယူတဲ့အတွက်သူဖလိုက်ပြီးတော့ဖာထေးလို့မရတော့ဘူးနော်ဘာကြောင့်လဲဆိုရင်ဟိုကဒီကိစ္စကို UN မှာဥကြုံမို့ထုံးကထုတ်ပြောလိုက်ပြီလူငယ်9သိန်းကျော်လောက်ဒီမအလာအာနာယူတဲ့အတွက်တိုင်းပြည်ကဆွတ်ခွာသွားတာပြောလိုက်ပြီကဲဒါဆိုရင်နိုင်ငံတကာတန်တမောက်ကိုဘယ်လိုထင်မလဲဟာကောင်ဘာကောင်လဲဒါမျိုးတွေထင်သွားပြီဒါကျွန်တော်တို့အတွက်အမျက်ပဲလေနိုင်ငံတကာဟာလားမအလာကိုဘယ်လိုထင်သွားပြီလဲဟာဒီဘဲကဘယ်လိုလဲနော်နိုင်ငံလူတွေတော့စွန့်ခွာအောင်သူလုပ်တယ်ဟာဒါမတရားဘူးဒါမျိုးဖြစ်သွားပြီဒါကျွန်တော်တို့အတွက်အမျက်ပဲအဲ့တော့ထပ်ပြီးတော့ तू နားကားဖို့ရှိတယ်နားကားဖို့ရှိဘာကြောင့်လဲဆိုရင်ချင်းကာကွယ်ရေးတက်တယ်နော်စစ်အင်အားမြင့်တင်ဖို့အတွက်ကိုကဲအခုအေဒုစစ်ဦးစီးချုပ်ကပြောယူရနော်စစ်အင်အားမြင့်တင်ဖို့မဟာလားနားကားမဲ့အခြေပဲနော်တစ်ဖက်မှာဟာလားဒီတော်လိုင်းဘက်မှာအင်အားတွေမြင့်တင်သလိုသူ့ဘက်မှာကတော့အင်အားချင်းကြားလောက်ပဲရှိတယ်ချင်းကြားတော့သူတို့စစ်တက်တဲ့များတယ်နော်ချင်းနဲ့စစ်တက်နဲ့တိုက်မယ်ဆိုရင်တော့ချင်းနိုင်သွားမဲ့သဘောရှိတယ်နော်ဘာကြောင့်လဲဆိုပေါ်တာဆွဲမှ तू ကစစ်သားရတဲ့အနေအထားဖြစ်သွားပြီနော်ပေါ်တာခိုင်းချုပ်ကြီးသွားပြီမားတော့အကျက်ရိုက်ပြီနော်အကျက်မရိုက်နဲ့အချက်မရိုက်နဲ့နော်ဖက်နဲ့တိုက်ဖို့အနေအထားကတော့ရှိတယ်ဘာကြောင့်လဲအေကဒီချင်းအတွက်ဟလာအကူကြီးတွေဟလာပေးနေတဲ့အတွက်မားလာမှာအကျက်ရိုက်သွားတဲ့အထဲမှာကဲအေးစစ်ဦးစီးချုပ်ကထပ်ပြောပြီဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘာပြောလဲရခိုင်ပြည်အလုံးစုံလွတ်မြောက်ရေးအတွက်အားစေးလာပြီနော်ရခိုင်ပြည်နယ်အလုံးစုံလွတ်မြောက်ရေးအတွက်မိုးမြေအစုံတိုက်ပွဲဝင်သွားမယ်လို့ကဲအေကထပ်ပြီးကြေညာလိုက်ပြီသွားပြီနော်အကျက်ရိုက်ဖက်နဲ့တိုက်တော့နော်ကဲတမယာသီးတို့အဖျားတက်ပြီနော်ဖျားတက်ပြီအဲ့တော့ရှေ့ဆက်အဖျားမဟုတ်ဘူးနော်အဖျားရိုးရိုးဖျားမဟုတ်ငှက်ဖျားပဲတက်ဖို့ရှိတယ်ပြောလို့ဆိုရင်တကြံမန္တတွေမှာ तू ကသွားပြီးတော့တင်းញံနေဦးဒူပိုလုံနေတယ်တစ်ဖက်မှာစာကမဘက်ကစခန်း6ခုကဲအခုတော်လိုင်းဘက်ကသိမ့်မလိုက်ဘူးနော်ဒီညနန္ဒလုံနေတဲ့အချိန်မှာပဲသိမ့်မလိုက်ဘူးဒါကြောင့်တမယာသီးမျက်နှာပြက်နေတာဖြစ်ဘူးနော်အဲ့တော့နောက်ဆိုရင်မျက်နှာပြက်အောင်နေမဟုတ်ဘူးရှိတဲ့မျက်နှာကြီးကကွာကြဖို့ရှိတယ်ဟောဘလို့ကွာကြဖို့ရှိလဲဆို UN အစည်းအဝေးမှာကဲအခုဥကြုံမို့ထုံးဘာပြောလိုက်လဲ SCEF နော် Federal Democracy ပေါ်ထွန်းရေးကောင်စီကိုနိုင်ငံတကာကအကူအညီတွေပေးဖို့အတွက်ကဲဥကြုံမို့ထုံးကတော့တရားဝင်တောင်းဆိုလိုက်ပြီဗျာဟောအဲ့လိုမျိုးတောင်းဆိုလိုက်တဲ့အချိန်မှာပဲဂျပန်မှာလာပြီအားစေးဒီ SCEF အဖွဲ့ကိုကြိုးစိုးကြောင်းကဲပွဲတွေလုပ်နေပြီနိုင်ငံခြားရေးဝန်ကြီးဌာနဘေးမှာပဲပွဲတွေလုပ်တာကဲသွားပြီမားလာတော့လမ်းပြောက်နော်လမ်းပြောက်ဝင်နေမဟုတ်ဘူးနော်နောက်ဆိုလမ်းလျှောက်လို့မရနိုင်တော့ဘူးဘာကြောင့်လဲနိုင်ငံတကာရဲ့ဒီနိုင်ငံရေးကျွမ်းကျင်သူတေတီတွေကဘလို့သုံးသက်လဲ ICC ကဖန်ဝရန်ထုတ်တဲ့အခါမှာဒီမားလာကို ICC ကဖန်ဝရန်ထုတ်တဲ့အခါမှာမားလာရှောင်လို့မရပါဘူးတဲ့နော်မလွဲမသွေပြစ်ဒဏ်ကြခံရမယ်လို့နိုင်ငံတကာရောဟာလားနိုင်ငံရေးပညာရှင်တွေရောဒီလိုသုံးသက်တယ်ခင်ဗျနော် ICC ရဲ့အဖွဲ့ဝင်ချင်းမဝင်ချင်းခဏဖယ်ထားနော်ကြောင်းရမှာပဲအဲ့တော့မူပြောင်းသွားပြီနော်မကြခင်မအလာကြောင်းမှုပဲခြံပါတော့တယ်ဒီလိုမျိုးမအလာအကျက်ရိုက်နေတဲ့အချိန်မှာပဲနောက်ထပ်အားစီးလာပြီဘလို့အားစီးလဲကာဘာဇာ16ကာကင်းစကန်ကဒီချင်းညာတွေပြေးကုန်လို့ကဲအခုထိမ့်မနိုင်တော့ဘူးနော်ဘဝတင်းညံနေကိုတူဖို့လုံးနေကာကင်းတွေလစ်ကုန်ပြီနော်တာဟီရေလဲပတ်နောက်လဲပြန်ကြည့်နော်ကဲအခုတော့ဘာဖြစ်လဲကာကင်းကဟာလာရှိတဲ့ချင်းညာတွေပြေးကုန်တော့တားမရတဲ့ထွားမတော့ဖြစ်သွားပြီဒါပါကြောင့်လေ तू ပြုတ်ခဲ့တဲ့အတိုင်းဝစ်ကျွေးရဲ့သူ့ရှိပြန်လာတာနော် तू ပြုတ်ခဲ့တဲ့အတိုင်းပြန်လာတာတက်ပြက်ပြီလုံးဝတက်ပြက်ပြီဒီပြေးတဲ့လူတွေရိုးရိုးမပြေးဘူးနော်ဘယ်လိုပြေးတယ်မလဲ AAC မှာအလင်းသွားဝင်တာတနက်တွေပဲယူပြီးတော့ကဲဟုတ်တမယာသီးဒေါကန်နေပြီကဲဒေါမကန်နဲ့နော်တောပြန်ပြီးဘောတာကန်လိုက်တော့ပြင်းအောင်ပြင်းနေတယ်ဟေးဆိုတော့တွန်တေးဆိုတော့သူ့အတွက်ဆိုခဲ့တာဖြစ်မှာဘောကန်မဟုတ်ဘောမတွေကကြာရင်သူ့ကန်တော့မယ်နော်သူကအပြောတစ်မျိုးအလုပ်တစ်မျိုးဟာလားရှေ့ရပါဖေးလို့ကြာပြီလို့ဘယ်ဟုတ်မလဲ तू သမရလှုပ်ချင်လို့အာနာသိမ့်လိုက်တယ်နော်ဘောမကြီးလည်းအထိုင်ကျသွားပြီကဲအထိုင်ကျတော့မနောက်ရိုင်ကြဖို့ပဲရှိနောက်ထပ်အားသေးလာတယ်နောက်ထပ်အားသေးရောတခြားမဟုတ်ဗျာကြောက်ဖြူဒီတိုင်းချောင်းဘက်ကစကားမစစ်ချောင်းနော်အေးကိုတိုက်ဖို့ဆိုပြီးတော့စစ်ချောင်းကထိုးသွားတာတိုင်းချောင်းဘက်ကဲအေးကအဲ့မှာလမ်းမှာဖြတ်ပြီးဝင်ကျုံးလိုက်တာစစ်ချောင်းပြက်ပြီးတော့အခုပြေးပြေးလောလောဖြစ်သွားပြီနော်စကားမအနေထားတော့တင်းညံနေတူဖို့မလုံနဲ့ဟိုကပြေးကုန်ပြီတိုင်းချောင်းပါလေနော်အဲ့တော့ဟိုဆောင်ပုတ်လေးလိုပဲစောစောထားလို့စောစောလမ်းလျှောက်မဟုတ်တော့ဘူးနော်စောစောသွားလို့လက်နဲ့ချလို့စောစောလေးပြေးကြပါစို့တင်းတောင်ဖြတ်တက်ပြီနော်ကဲတို့ကြည့်လိုက်စီးတိုက်နော်ဖြတ်ရတက်ပြီအဲ့လိုတင်းတောင်ဖြစ်နေတဲ့အချိန်မှာပဲနော်ကဲတော်လိုင်းဘက်ကတော့မားလောက်တခွက်ရိုက်လိုက်ပြန်ဘယ်လိုရိုက်လိုက်ပြီ
Federal Council နဲ့ American ဟာလားအစိုးရလက်တွဲပြီးဆောင်ရွက်နိုင်မှုအတွက်တာဝန်ရှိသူတွေကအခုဆိုရင်တရားဝင်တောင်းဆိုလိုက်ပြီတရားမဝင်မဟုတ်ဘူးနော်တရားဝင်တောင်းဆိုလိုက်ပြီကြီးစားစာပေးသလိုမဟုတ်ဘူးနော်တိုင်းပြည်ပြည်ကဘာတိကိုအခုတောင်းဆိုလိုက်ပြီလာပြီမကြခင်မှာတမယာသီတို့တာလွန်အင်အားနဲ့ခံရတော့မယ်နော်လွန်အင်အားနဲ့အကျိတ်ခံရဖို့ရှိတယ်ဒီ Federal Council နဲ့ American အစိုးရနဲ့လက်တွဲပြီးတော့ဆောင်ရွက်ဖို့တဲ့အားစေနော်လာပြီဒီအချိန်မှာပဲနောက်ဘာဆက်ဖြစ်လဲတမယာသီဂျောပြတ်ဖို့ရှိတယ်နော်အဲ့လိုမျိုးရှေ့မှာသွားတောင်းဆိုပြီးတဲ့အပြင်ကိုတစ်ချိန်တည်းမှာပဲတော်လိုင်းအင်အားစုတွေနဲ့အမေရိကန်ကွန်ဂရက်လွှတ်တော်ကနော်ပုံကိုယ်တွေနဲ့မာလာပြုတ်ကြရေးစစ်တပ်ပြုတ်ကြရေးအတွက်ကဆွေးနွေးမှုတွေလုပ်နေပြီတဲ့ဒါကြီးရေလဲပတ်နောက်လဲကြီးနော်ဝူရှူဝါးတွေဖြစ်တော့မယ်တော့ကြထောက်ခံတဲ့သုံးနိုင်ငံပြန်လစ်သွားရင်အဲ့ဒါထောက်ခံမှုမရှိဖြစ်တော့မယ်နော်သွားပြီမာလာအဖျားတက်ပြီနော်အဖျားထိန်စည်းလေးပဲတောက်ထားနော်ရေဆိုလို့အဖျားတက်တာမဟုတ်ဘူးနော်စေးသတင်းတွေနိုင်ငံရေးသတင်းတွေချပြီးတော့အဖျားတွေတက်ကုန်ဒီကြားထဲမှာဟာလားဒီစကားမလေတံပြစ်တယ်ဘယ်လိုပြစ်လဲဒီစကားမကနေပြီးတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကျွန်တော်ကုန်သွယ်ရေးလုပ်မယ်ပေါ့နော်ဒါကအတန်ကောင်းဟဲ့လိုက်တယ်အတန်ကောင်းဟဲ့တာလည်းအခြေအနေမကောင်းပါဘူးဘာကြောင့်လဲဆိုရင် तू ကတာဟာလားဒီကုန်သွယ်ရေးတွေလုပ်မယ်တာပြောတာတစ်ဖက်မှာဟာလားနေဆက်ကုန်သွယ်ရေးလုပ်လို့ရတဲ့နေရာမှန်သမျှကိုအေအေကထိန်းချုပ်ထားတဲ့အတွက်အခုရွာလဲနေပြီကုန်မပြောနဲ့နော်ဆက်လီတောင်တွယ်လို့မရအောင်အဲ့လိုဖြစ်သွားပြီဒီလိုမျိုးဒီစကားမနဲ့မှားလားဟာလားနော်ကုန်မသွယ်ရဘဲနဲ့ရွာလဲနေတဲ့အချိန်မှာပဲတမယာသီးတပည့်တွေကလုံးလိုက်ပြန်ပြီနော်ရေစက်ခွက်ကင်တာလှူလိုက်ပြန်ပြီတဲ့နော်ဘလို့လှူလဲဆိုတော့ဒီကျဲပြောင်စခန်းနဲ့မအလာကိုရီမန်းပြီးတော့လှူလိုက်တာရေစက်ချတမယာသီးနော်ဒီကြားထဲမှာချင်းချာ3កောင်ထပ်ပြီးဂိန်တယ်နော်အဲ့လို3កောင်ဂိန်တဲ့အပြင်အာစီထက်လာပြီအရာတော်ဘက်မှာစကားမဘက်ကမတာပေါ်တာရာကြော်တယ်တဲ့ဗျာနော်နိုးနဲနဲမဟုတ်နဲနဲနိုးမဟုတ်နိုးနဲနဲမဟုတ်တိုင်းမလာတော့အဖျားတက်ပြီနော်အဖျားမတက်နဲ့ဒီလိုအားစင်းနေနဲ့ထပ်ပြောရရင်အခုတကြံတွင်းမှာကရင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာစကားမရဲ့အနေထားတော့ဒီလိုရှိပါတယ်ခင်ဗျနော်အနေထားကတော့ဟာလားအခြေသားတွေပဲဒါစကားမရဲ့အခြေအနေပဲနော်ဒါကြောင့်ကရင်နဲ့ချင်းမဟုတ်ဘူးရခိုင်ဘက်မှာထပ်ပြောရရင်ရခိုင်ဘက်မှာစကားမရဲ့အခြေအနေကတော့သေတာနဲ့လက်နဲ့ချတာတွေကအများကြီးပါနော်သေတာနဲ့လက်နဲ့ချတာကိုခဏဖယ်ပြီးတော့ထွက်ပြေးတာကိုပြောမယ်ဆိုရင်ရခိုင်ဘက်မှာချင်းသားတွေထွက်ပြေးတာအားလုံးပေါင်း450ကျော်ပါပြီလို့တင်ပြရင်းနောက်လာမဲ့ဒေါ်လာအားသေးအစီအစဉ်မှာကျွန်တော်တို့ပြန်လည်ဆုံစည်းကြမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဟောဒါနဲ့စကားမဆက်ဘေးမှာတောက်ရိုးရှိရင်ရေလေးခတ်လိုက်ခွက်ကလေးနဲ့ရေစက်ချဖို့နော်ဘယ်လိုရေစက်ချမလဲဆိုအများနဲ့တက်ဆိုင်နဲ့အလူမို့လို့ရေစက်ချမလို့နော်ဒီအလူပါအားလုံးနဲ့တက်ဆိုင်တယ်လေတော်လန်ပြည်သူများအားလုံးအတွက်တော်လန်အားသေးအစီအစဉ်နိုင်ငံရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်စီးရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်ဒီအချိန်မှာကျွန်တော်တို့နောက်ဆုတ်လို့မရဘူးပြော့ညံ့လို့မရဘူးအားယုံနေလို့မရဘူးဒါကြောင့်တော်လန်အားသေးအစီအစဉ်ကိုကြည့်ရှုခံစားရင်အားတွေယူကြရင်အာနာရှင်ကိုကျွန်တော်တို့ဆက်လက်တော်လန်သွားကြမယ်